အန်ကယ်ပန်တယောက်ဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့အလွိုင်းတို့မိသားစုနဲ့အတူပျော်ပျော်ပါးပါးမနက်စာစားကြပါတယ်။ထမင်းဝိုင်းမှာစကားပြောရင်းနဲ့ Toss ကအလွိုင်းကိုစားနောက်လိုက်ပါတော့တယ်။နေတူနာပြုတ်အလီကိုတွားတွေ့မယ်လို့ Ice ကပြောတယ်နော်။ဟုတ်လား။ Toss ကအဲ့လိုမေးလိုက်တဲ့အခါမှာထမင်းဝိုင်းတွေက Grandma တယောက်ချစ်ချင်းနားဆွင့်သွားပါတော့တယ်။တူနာပြုတ်အလီဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့အဖွားဖြစ်သူကသူ့မြေအလွိုင်းတယောက်အလီနဲ့ချင်းတွေ့တော့မယ်လို့အပိုင်တွက်လိုက်ပုံရပါတယ်။အဖွားကအလွိုင်းကိုကြည့်ပြီးစိုးရိမ်တကြီးနဲ့မင်းကသူမကိုဒီလိုပုံစံနဲ့တွားတွေ့မလို့လားငါဝယ်ပေးထားတဲ့ရေမွေးကောဘယ်မှာလဲအင်ကြီးလဲတေချာလဲအောင်လေဆိုပြီးမြေဖြစ်သူကိုအတင်းပြင်ဆင်ခိုင်းมาတော့တယ်တကယ်တော့အလွိုင်းကအလိစီကိုပတ်စံပြန်ပေးဖို့အတွက်စိတ်ကူးနေတာဖြစ်ပေမဲ့အဖွားကတော့သူမြေအတွက်ရီးစားရတော့မယ်ဆိုပြီးတော့ကြိုတင်ပျော်ရွှင်နေတာဖြစ်ပါတယ်အလွိုင်းတယောက်အဖွားရဲ့အထင်မြင်လွဲမှတ်မှုကိုဘယ်လိုရှင်းပြရမလဲဆိုတာတော့မသိပဲကြောင်တောင်ဖြစ်ကျန်ခဲ့ပါတယ်အလီရဲ့အမေစီပတ်စံပြန်ပေးဖို့အသွားမှာအလွိုင်းနဲ့ Red Donut ကို Tox တယောက်စိုးရင်တကြီးနဲ့လိုက်လာပါတယ်။ Tox ကအလွိုင်းကိုနင်းတူနာပြုတ်အလီကိုကြိုက်နေလို့လားလို့တဲတဲကြီးမေးလိုက်တဲ့အခါမှာတော့အလွိုင်းကငါဒါကိုနင်းအတွက်လောက်တာပါလို့ပြန်ဖြေပြီးသူ့ရဲ့စေတနာကိုဖော်ပြခဲ့ပါတယ်။ Red ကတော့ Tox တယောက်အလွိုင်းဘေးကင်းမှုကိုပဲစိတ်ပူနေတာပါလို့ဂျားဝင်ပြောပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အလွိုင်းဟာသူ့ရဲ့ပုံစံကိုပြောင်းလဲဖို့အတွက် Red နဲ့အင်ဂျီလဲဝေလိုက်ပြီးအလီတို့အိမ်သားကိုရောက်လာပါတယ်။အလီတယောက်အင်ရှုထွက်လာတဲ့အချိန်မှာအလွိုင်းကဒီအိမ်မှာမာကြီးဆိုတဲ့အမျိုးသမီးတယောက်နေပါသလားလို့အရဲဆွန်ပြီးမေးလိုက်ပါတယ်။အလီကပစ္စည်းပို့တဲ့သူလို့ထင်ပြီးဘာမှမမထားကြောင်းပြောကပြန်လဲအထွက်မှာအလွိုင်းကမကြားတကြားနဲ့အယူမားလို့ရေရွလိုက်တာကိုအလီကြားသွားပါတော့တယ်။အဲ့ဒီအတန်ဟာအလီအတွက်တော့အတော့ကိုရင်းနှီးနေပါတယ်။သူမချစ်ချင်းမဲအလွိုင်းကိုဟိုတယ်ကတခိုးမှန်မှတ်မိသွားပြီးသူ့လက်ကိုအတင်းဆွဲကရှင်ကတခိုးပဲကျမမှတက်တည်ရှိတယ်လို့အဟိကဖန်ဆီးဖို့ကြိုးစားပါတော့တယ်။အလွိုင်းကတော့အေးစစ်စစ်ပဲမင်းကထင်ရပြောနေတာပဲလို့ညင်းဆိုနေတော့မှပဲမာကြီးနဲ့ Red တို့ရောက်လာပါတယ်အလီကအမေဖြစ်သူကိုသူကသမီးပြောပြမှုတဲ့တခိုးပေါ်လို့မိတ်ဆက်ပေးလိုက်တဲ့အခါမှာတော့အလွိုင်းကလူကြီးလူကောင်းပုံစံဖမ်းပြီးကျွန်တော်ကတခိုးနဲ့သူလိုလားခမကျွန်တော်ဒီကိုလာတာကအတော် online မှာအလိန်ခံရတဲ့ပတ်စံတွေကိုပြန်ပေးဖို့ပါဆိုပြီးပတ်စံတွေကိုထုတ်ပေးလိုက်ပါတယ်အလွိုင်းကသူ့ညီလဲအလိန်ခံရမှုကြောင့်နဲ့သူကိုယ်တိုင်က IT နည်းပညာကျွမ်းကျင်တာကြောင့်အခုလိုကူညီပေးတာဖြစ်ကြောင်းပါနွတ်စွာနဲ့လိန်ညာပြောဆိုပြီးအလီရဲ့ social ချက်တွေကိုခြေဖြတ်လိုက်ပါတော့တယ်။မာကြီးတယောက်ပျောက်ဆုံးသွားတဲ့ပတ်စံတွေပြန်လိုက်တဲ့အခါမှာတော့ပတ်တဲ့ကျူရှင်လာကပေးနိုင်ပြီဆိုပြီးအတိုင်းမသိပျော်ရွှင်သွားပါတော့တယ်။သူမဟာကျေးဇူးတင်လို့အလီတို့ကိုအိမ်ထဲမှာမုတ်စားဖို့အထိပါဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့အလီကတော့အလွိုင်းကိုမတင်ကားတဲ့အကြည့်တွေနဲ့ကြည်နေလို့ပါပဲ။ရှင်ကျမကိုလက်ထိုးနေတာလား။ဒါတွေကကျမအတွက်တော့အလုပ်ဖြစ်မှာမဟုတ်ဘူးနော်လို့အလီကခနဲ့တက်ပြောလိုက်တဲ့အခါမှာတော့အလွိုင်းကအေးအေးဆေးပဲပြန်တုတ်ပြန်လိုက်ပါတယ်။မင်းမှာတတ်တယ်မှမရှိတာရဲကိုသွားတိုင်နဲ့အသုံးဝင်မှာမဟုတ်ဘူးလေအလွန်ရဲ့စကားကြောင့်အလီကပို့ပြီးဒေါသထွက်သွားကရှင်ပါလို့အဲ့ဒီနေ့ကဟိုတယ်မှာရှိနေခဲ့တာလေလို့မေးခွန်းထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအလွန်ကတင်းငိမ့်တဲ့လေတန်းနဲ့ပဲငါလည်းမင်းလိုပဲမိသားစုအတွက်ရုန်းကန်နေရတဲ့သူပါလူလိန်နေစီကနေလိန်ခံရတဲ့ခံစားချက်ကိုငါကောင်းကောင်းသိတာမို့လို့ကူညီခဲ့တာပါလို့ပြောပြီး Red ကိုခေါ်ကာထွက်ခွာသွားပါတော့တယ်အလွန်ရဲ့ဒီစကားကအလီကိုတစ်ချက်တော့မင်းသက်သွားစေခဲ့ပါတယ်။သူဟာတကယ်တကူလားဒါမှမဟုတ်တကယ်ပဲစေတနာနဲ့ကူညီခဲ့လားဆိုတာအလီအတွက်တော့ဝေခွဲမရစေရပု္ပ္ပစာတစ်ပုဒ်ဖြစ်ကျင်ခဲ့ပါတော့တယ်။အလီတို့သားမိတွေအိမ်နဲ့ပြန်ရောက်တဲ့အခါမှာတော့မာကြီးကပတ်စံနေပြန်ရတာတော့မှဘာလို့မျက်နှာမကောင်းဖြစ်နေရတာလဲလို့အလီကိုမေးလိုက်ပါတယ်။အလီကတော့သူမရဲ့တန်တရားကိုမဖြောက်နိုင်သေးပဲ။သမီးအဲ့ဒီလူကိုမယုံဘူးအမေလို့ပြန်ပြောလိုက်တာပေါ့။ဒါကိုမကြီးကမင်းတခါတည်းမှာလူတွေကိုယုံကြည်ဖို့ကြိုးစားတဲ့နယ်လို့သင်ခန်းစာပေးဖို့လုပ်ပေမဲ့အလီကအဲ့ဒါကြောင့်ပဲအမေအလိန်ခံရတာပေါ့ဆိုတဲ့စကားတခွန်းကြောင့်မကြီးတယောက်ဆွမ်းအားသွားရပါတော့တယ်တစ်ဖက်မှာလည်းအလွိုင်းတို့အိမ်ပြန်ရောက်တဲ့အခါ Grandma ဟာကဒီနေ့ချိန်လို့တာအဆင်ပြေရလားဆိုတဲ့အတိတ်ပဲနဲ့လမ်းမိပါတယ်အလွိုင်းကအဖွားအထွေမလွဲအောင်သူညင်းခံလိုက်ရတယ်လို့ရိုးရိုးတသားပြန်ပြောလိုက်ပါတယ်အဖွားကတော့သူမျိုးကိုအလီကညင်းလိုက်တယ်လို့ထင်သွားပြီးမင်းကိုဘာလို့ညင်းလိုက်ရတာလဲလို့ဆက်ဆူတဲ့အခါအလွိုင်းကစကားဖြတ်ပြီးထမင်းတွေမအေးခင်စားလိုက်ရအောင်လို့ပြောလိုက်ပါတယ်အဖွားကတော့သူမြေသူ့ကိုရှက်လို့လိန်နေပြီဆိုတာသိလိုက်ပြီးမင်းဘာမှအားမလျှော့နဲ့စက်ကြိုးစားအစာပိုင်းမှာညှင်းခံရတယ်ဆိုတာဖြစ်တတ်တာပဲလေဆိုပြီးအလွိုင်းကိုအားပေးစကားတွေပြောကနှစ်သိမ့်ပေးလိုက်ပါတော့တယ်အလွိုင်းတယောက်ကတော့ဘာမှပြန်မပြောနိုင်ပဲတပ်ပြင်းမဲ့ချနေရပါတော့တယ်အလီတယောက်စိတ်မလျှော့ပဲရဲစခန်းကိုနောက်တစ်ခေါက်ပြန်သွားခဲ့ပါတယ်သူမကအလွိုင်းဟာဟိုတယ်ကတခိုးဆိုတာသေချာကြောင်းသူ့ရဲ့အတန်နဲ့ရေမွေးနှံကိုပါမှတ်မိကြောင်းစခန်းမှုကိုအသေးအတန်သွားရောက်တိုင်ကြပါတယ်ဒါပေမဲ့စကမ်းမှုရဲ့တုတ်ပြန်မှုကတော့အလီမျောလင့်ထားသူဖြစ်မလာခဲ့ပါဘူး
မင်းတို့ကိုအိမ်သားထဲမှာတွေ့ခဲ့တယ်အတန်နဲ့အနံ့ကိုမှတ်မိတယ်ဒါပေမဲ့အဲ့ဒါတွေကခိုင်လုံမှုမရှိဘူးအလီစကန်မှုကအဲ့လိုပြက်ပြက်တသားပြောလိုက်ပါတယ်စကန်မှုရဲ့အမြင်မှာတော့အလွိုင်းဟာတာရာနဲ့အတူရှိနေခဲ့တယ်ဆိုတာကိုအလီဘက်ကတတ်တည်မပြနိုင်ဘူးလို့အလီပြောသမျှဟာခံမှန်းချက်တွေသာဖြစ်နေတယ်ပို့ပြီးအံ့ဖို့ကောင်းတာကမင်းတို့ပတ်စံလိန်ခံရတဲ့အမှုကိုငါတို့စစ်ဆေးပြီးပြီအဲ့ဒီလူလိန်ကိုဖမ်းမိဖို့အတွက်အလွိုင်းတို့အဖွဲ့ကပဲသတင်းပေးခဲ့တာလို့စကန်မှုကဖွင့်ပြောလိုက်တာပါစကန်မှုကတော့အမှုနှစ်ခုဟာဆက်ဆက်မှုမရှိသလိုအားလုံးကိုခြုံငုံကြည့်ရင်အလွိုင်းပြောတာကပို့ပြီးအမှန်တရားနဲ့နှီးစက်တယ်လို့ယူဆလိုက်ပါတော့တယ်အလီတယောက်သူမှသိနေတဲ့အမှန်တရားကိုဘယ်သူကိုမှတတ်သိမပြနိုင်ပဲအကြက်ရိုက်သွားရပါတော့တယ်ဆေးုံရောက်တာတောင်အလီတယောက်စိတ်မပြေနိုင်ပဲအလွိုင်းအကြောင်းကိုပဲတွေးမိနေပါတယ်ဒါကိုမြင်တဲ့သူမရဲ့တငယ်ချင်းကတော့လက်တွေကြကြပဲနှိမ့်သိမ့်ပေးရှာပါတယ်နင်းဘက်မှာတတ်သိမရှိပေမဲ့သူ့ဘက်မှာတော့ခိုင်မာတဲ့အချက်အလက်တွေရှိတယ်လေပြီးတော့နင့်အမေအလိန်ခံရတဲ့ပတ်စံတွေကိုလည်းသူကပဲပြန်ရအောင်ယူပေးခဲ့တာပဲမဟုတ်လားအဲ့လိုပြောလိုက်တဲ့အခါမှာတော့အလီကအဲ့ဒါကခိုးခံရတဲ့ငွေတွေပဲလေလို့ခေါင်းမာမာနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါသူမရဲ့တငယ်ချင်းကခက်ပြုံးပြုံးနဲ့ပဲအဲ့တော့ဘာဖြစ်လဲကြည့်ရတာသူကခစ်တဲ့ရောဘင်ဟွတ်နဲ့တောင်တူနေသေးတယ်အခုနင်းလို့ရမှာကအဲ့ဒီကိစ္စတွေကိုမေ့ပြီးရှေ့ဆက်ဖို့ပဲဘာလဲနင်းကသူ့စီကနေရှေ့ဆက်မရအောင်ဖြစ်နေတာလားအဲ့လိုစနောက်လိုက်ပါတော့တယ်အလီကတော့စိတ်တူတူနဲ့ပဲသူနဲ့မတွေ့ရရင်ကိုပူတောင်ကောင်းမယ်လို့ပြန်ဖြေလိုက်ပြင်မဲ့သူမရဲ့စိတ်ထဲမှာတော့အလွိုင်းဆိုတဲ့လူသားကနေရာတစ်ခုယူထားမိပြီဆိုတာထင်ရှားနေပါတယ်တစ်ဖက်မှာလည်းအာနာရှိတဲ့ဟူကိုတယောက်ဆေးရုံကိုလှုပ်ဝက်စွာရောက်ရှိလာပါတယ်သူ့ရဲ့လက်ထောက်မစ်ဂျေကသူဘယ်သွားမလဲဆိုတာကိုသိကျင်လို့လိုက်မေးပေမဲ့ဟူကိုကငါပဲသွားမင်းသိစရာမလိုဘူးမင်းနေရာမင်းသိပါလို့ပြက်ပြက်သားသားပြောဆိုခဲ့တာကြောင့်သူမတယောက်နှုတ်ဆိတ်နေခဲ့ပါတယ်ဟူကိုဟာသူ့ရဲ့ driver ကိုတောင်အထဲကိုပေးမလိုက်ပဲတယောက်တည်းဆေးရုံထဲကိုဝင်လာခဲ့တာပါဒါပေမဲ့ကန်ဆိုးကျင်တော့ဆေးရုံထဲရောက်တဲ့အချိန်မှာပဲဟူကိုရဲ့ Alzheimer ယောဂါကရုတ်တရက်ထဖောက်လာပြီးသူဘာလုပ်ရမှန်းမသိလုံးဝမေ့လျော့သွားခဲ့ပါတယ်လုံခြုံရေးဝန်ထမ်းတယောက်ကကူညီဖို့မေးမြန်းခဲ့ပေမဲ့ဟူကိုကအတင်းစိတ်ကိုထိမိအစင်ပြေချောင်းပြောကပြန်လွှတ်လိုက်ပါတယ်ဟူကိုတယောက်ဘာမှမမှတ်မိပဲရှောက်သွားနေတော့မှသူ့ရဲ့ဖုန်းချန်ခဲ့တာကိုလူတယောက်ကအခွင့်ကောင်းယူပြီးခိုးယူဖို့ကြိုးစားခဲ့ပါတယ်ဒါကိုမြင်သွားတဲ့အလီကအချိန်မီပြန်ယူပေးခဲ့ပြီးဟူကိုစီကိုတွားရောက်ပေးအပ်ခဲ့ပါတယ်ဟူကိုကအလီကိုမမှတ်မိပဲမင်းဘယ်သူလဲလို့မေးတဲ့အခါသူမကဘာတရဲ့မိတ်ဆွေဖြစ်ကြောင်းဖြေခဲ့ပေမဲ့ဟူကိုကတော့ဘာကိုမှမမှတ်မိတော့ပါဘူးအဲ့ဒီအချိန်မှာပဲဟူကိုရဲ့ဖုန်းကမြည်လာပြီးတစ်ဖက်ကဆရာဝန်ကသူ့ကိုစောင့်နေကြောင်းပြောပါတယ်အလီကအခြေအနေကိုကြည့်ပြီးအရေးပေါ်ကန်ခေါ်သွားရမလားမေးတဲ့အခါမှာတော့တစ်ဖက်ကအာယုံရောဌာနကိုခေါ်လာပေးဖို့အကြောင်းပြန်လိုက်ပါတော့တယ်အလီဟာဆရာဝန်နဲ့ဖုန်းပြောပြီးတဲ့နောက်မှာတော့ဟူကိုရဲ့အခြေအနေကိုကြည့်ပြီးစိုးရိမ်သွားပါတယ်အဖို့အဆင်ပြေရလာရင်အဖို့ကိုကျမဆရာဝန်စီပို့ပေးရမလားလို့နူးညံ့စွာမေးလိုက်ပါတယ်အရာအားလုံးဝေဝါးဖြစ်နေတဲ့ဟူကိုအတွက်တော့အလီရဲ့အကူအညီဟာကောက်ရိုးတမြင်ဖြစ်ခဲ့ပါတယ်သူဟာဘာမှပြန်မပြောနိုင်ပေမဲ့အလီရဲ့လမ်းပြခေါ်ဆောင်ရာနောက်ကိုအယုံကြည်ရှိနဲ့ငြိမ်သက်စွာလိုက်ပါသွားပါတော့တယ်ဒီလိုနဲ့အလီဟာဟူကိုသွားရမယ့်အာယုံကျော်ဌာနစီကိုစိတ်ရှည်လက်ရှည်နဲ့ပို့ပေးခဲ့ပါတယ်အာနာရှိလာတဲ့ဟူကိုတရားအခုလိုအကူအညီမဲ့နေချိန်မှာအလီနဲ့ဆုံတွေ့ခဲ့တဲ့ဟာသူတို့နှစ်ဦးရဲ့ရှေ့ဆက်ပတ်သက်မှုတွေအတွက်တကယ့်ကိုအရေးပါတဲ့အချို့အကွေတစ်ခုဖြစ်လာမှာပါဆရာဝန်ကစမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာဟူကိုလိုက်ပို့ပေးတဲ့သူနာပြုအလီနဲ့စကားပြောခဲ့ကြောင်းပြောပြပါတယ်ဒါပေမဲ့ဟူကိုကတော့ဒေါသတကြီးနဲ့ပဲသူမကငါ့ကိုဆေးရုံမှာရှောက်သွားနေတယ်လို့ပြောတယ်ငါ့ကိုယူနေပြီလို့များထင်နေလားမသိဘူးလို့တုံ့ပြန်ခဲ့ပါတယ်ဟူကိုကအလီကူညီခဲ့တာတွေကိုလုံးဝမမှတ်မိတော့ပါဘူးဆရာဝန်ကဒါအယ်ဇိုင်းမာယောဂါရဲ့လက္ခဏာဖြစ်ကြောင်းရှင်းပြတဲ့အခါမှာတော့ဟူကိုတယောက်သီးမခံနိုင်တော့ပဲငါ့ကိုကုသနိုင်မဲ့ဆေးကိုသာရှာပေးပါလို့အမိန်ပေးသလိုဒေါသတကြီးပြောလိုက်ပါတယ်ဒါပေမဲ့ဆရာဝန်ရဲ့အဖြေကတော့ဟူကိုအတွက်မိုးကြိုးပစ်လိုက်တယ်လို့ပါပဲဒီယောဂါဟာအရှင်းပြဖို့အတွက်ဆေးမရှိပဲယောဂအခြေအနေကိုနှိကွေးသွားအောင်ပဲလုပ်နေတာပါဟူကိုကတော့သူ့ရဲ့ကြာရှုံးမှုကိုလက်မခံနိုင်ပဲမင်းကငါ့ကိုအခန်းထဲမှာထိုင်ခိုင်းပြီးအရှုံးပေးခိုင်းနေတာလားလို့စိတ်ပြက်လက်ပြက်ပြန်ပြောခဲ့ပါတယ်ဆရာဝန်ကဟူကိုအပြင်သွားတဲ့အခါအဖော်တယောက်အမြဲတမ်းဘေးနားမှာထားဖို့အကြံပြုပါတယ်ဟူကိုကသူ့မှာ driver ရှိတယ်လို့စင်ကြေပေးပေမဲ့ဆရာဝန်က driver ဟာကားထဲမှာပဲရှိနေတာဖြစ်လို့ဟူကိုရဲ့ဘေးနားမှာတစ်ချိန်လုံးစောင့်ရှောက်ပေးမဲ့သူလိုအပ်ကြောင်းထောက်ပြခဲ့ပါတယ်ဟူကိုအတွက်တော့ဒါဟာအခက်အခဲဆုံးကိစ္စပါပဲသူဟာရန်သူတွေဝိုင်းလည်နေတဲ့တထေးကြီးတယောက်ဖြစ်တာကြောင့်သူ့ရဲ့ဒီအားနည်းချက်ကိုရန်သူတွေတိသွားရင်အခွင့်ကောင်းယူတိုက်ခိုက်မှာကိုအလွန်အမင်းစိုးရိမ်နေမိပါတယ်ဆေးရုံကနေအိမ်ကိုပြန်ရောက်လာတဲ့အလီတယောက်မှာတော့သူမရဲ့ပင်ပန်းမှုတွေကိုပျောက်ကွယ်သွားစေမဲ့သတင်းကောင်းလေးကစောင့်ကြည့်နေပါတယ်မြမဖြစ်သူပတ်ကကျူရှင်လာကတွေပေးသွင်းပြီးဖြစ်ကြောင်းပြေစာလေးကိုကင်ပြီးဝင်းသာအားရပြေးပြောလာတာပါပတ်ကသူမရဲ့ကျေးဇူးရှင်အမဖြစ်သူကို
သမီးဘွဲရသွားရင်အမကိုလည်းကြောင်းပြန်ပို့ပြီးဆရာဝန်ဖြစ်အောင်ထားပေးမယ်နော်လို့ဂရိတွေပေးရင်အားပေးစကားပြောလိုက်တဲ့အခါမှာတော့မာကြီးတယောက်သူမရဲ့သမီးနှစ်ယောက်ချစ်ချစ်ခင်ခင်ရှိနေတာကိုကြည့်ပြီးပီတိတွေဖြာနေပါတော့တယ်ဒါဟာသူတို့မိသားစုအတွက်တော့အခက်အခဲတွေကြားကပျော်ရွှင်စရာနေ့ရက်လေးတစ်ခုပေါ့ဒါပေမဲ့တစ်ဖက်မှာတော့အရာအလုံးပြည့်စုံနေပါတယ်ဆိုတဲ့တထေးကြီးဟူကိုတယောက်ကတော့အထီးကျန်စွာအမောင်လူထဲမှာရှိနေပါတယ်သူဟာဆရာဝန်ပြောလိုက်တဲ့ရှင့်မိသားစုထဲမှာယုံကြည်ရတဲ့သူမရှိရင်တခြားယုံကြည်ရတဲ့သူတယောက်ကိုရှာပါဆိုတဲ့စကားကိုပြန်ကြားရောင်ရင်မျက်ရည်ဝဲနေရှာပါတယ်သူမှာစီးစိမ်ဥစ္စာတွေရှိပေမဲ့တကယ့်ကိုယုံကြည်အားကိုးရမယ့်မိသားစုဝင်မရှိတဲ့ဘဝဟာအလီတို့လိုဆင်းရဲပေမဲ့နှွေးထွေးတဲ့မိသားစုဘဝနဲ့တကယ့်ကိုကြွားချလွန်နေပါတော့တယ်အလွိုင်းဟာသူ့ဖေအတွက်အစွမ်းကုန်စူးစမ်းပြီးအယူခံဝင်ခဲ့ပေမဲ့ဒုတိယအကြိမ်မှလည်းထပ်မံရှုံးနှိမ်သွားခဲ့ရပြန်ပါတယ်သူ့ရဲ့ရှင်းနေကအလွိုင်းကိုဝင်းနေကြောင်းအားပေးစကားပြောပြီးထွက်ခွာသွားခဲ့ပေမဲ့ကံကြမ္မာရဲ့အလဲအပြောင်းရရှင်းနေရစာရွက်တွေကျန်ရစ်ခဲ့ပါတယ်အလွိုင်းကအဲ့ဒီစာရွက်ကိုပြန်ပေးဖို့ရှင်းနေနောက်ကိုအမိလိုက်သွားတဲ့အခါမှာတော့မယုံနိုင်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်သူ့ရဲ့ရှင်းနေဟာတစ်ဖက်လူကိုအလွိုင်းရဲ့အဖေရဲ့အချက်အလက်တွေပေးနေတာကိုမြင်လိုက်ရတာပါအလွိုင်းဟာတန်ရကိုအတီးပြုတ်ဖို့အတွက်သူတို့နောက်ကိုတိတ်တဆိတ်နောက်ရောက်ခံလိုက်ပါတော့တယ်တစ်ဖက်ကလည်း grandpa နဲ့အဲ့ဒီရှင်းနေတို့ဟာအလွိုင်းအဖေကိုထောင်ဝင်စွာတွားတွေ့ကြပါတယ်ရှင်းနေကကျွန်တော်အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့အထက်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုမလွန်ဆန်နိုင်ခဲ့ဘူးလို့အဖေဖြစ်သူကိုလိန်ညာပြောဆိုနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအလွိုင်းရောက်လာတဲ့အခါအဖေဖြစ်သူကသားကိုကြည့်ပြီးဝင်းနေပါတယ်သားကြီးအဖေဒီမှာခဏတော့ထပ်နေရအောင်မယ်ထင်တယ်လို့နာကျင်စွာပြောလိုက်ပါတယ်တကယ်တော့အလွိုင်းရဲ့အဖေဟာအရင်ကဖြစ်ခဲ့တဲ့ရေမတော်တဆမှုမှာလူသေးမှုဖြစ်ခဲ့တာကြောင့်အကျဉ်းချနေတာပါအဖေဖြစ်သူကမင်းအဖေမှာအပြစ်မရှိဘူးဆိုတာယုံနေမလားလို့မေးလိုက်တဲ့အခါမှာတော့အလွိုင်းကမျက်ရည်တွေကိုထိန်းရင်အဖေကအပြစ်ကင်းပါတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြန်ဖြေလိုက်ပါတယ်သူ့ဖေကတစုံတစ်ယောက်ရဲ့ထောင်ချောက်ထဲမှာခံနေရတာမှအလွိုင်းတစ်ယောက်အခုမှအစအနာသိလိုက်ရပါပြီအလီတယောက်ဆေးရုံမှာလှုပ်ရှုပ်နေတော့မှပဲအောင်ကျော်ဌာနကဆရာဝန်ကသူမကိုအရေးတကြီးကိစ္စနဲ့ခေါ်တွေ့ပါတယ်ဒါကတော့တခြားမဟုတ်ပါဘူးတထေးကြီးဟူကိုရဲ့ကိုပိုင်တူနာပြုအဖြစ်အလုပ်လုပ်ပေးဖို့ပါပဲဒါပေမဲ့အခြေအနေကရိုးရှင်းတော့မဟုတ်ပါဘူးသူမဟူကိုစီမှာအလုပ်လုပ်နေတယ်ဆိုတာကိုဘယ်သူမှမပြောရဘူးဆိုတဲ့လှုပ်ဝက်ချက်ထိမ့်သိမ်းခြင်းဂရိစာချုပ်မှာလက်မှတ်ထိုးခိုင်းလိုက်တာကြောင့်အလီတယောက်အံ့ဩသွားရပေမဲ့လက်ခံလိုက်ပါတော့တယ်တစ်ဖက်မှာလည်းအလွိုင်းကသူ့ရဲ့ရှေ့နေဘာကြောင့်တစ္ဆာဖောက်ရလဲဆိုတာကိုသိကျင်စိတ်နဲ့ Red ရဲ့အကူအညီကိုယူပြီးဆက်လက်စုံစမ်းခဲ့ပါတယ်သူတို့စုံစမ်းလိုက်တဲ့အခါမှာတော့တကယ့်ကိုထိတ်လန့်စရာအချက်လက်တစ်ခုကိုသိလိုက်ရပါတယ်သူ့ဖေရဲ့အမှုတွဲကိုခိုးယူသွားတဲ့သူဟာတခြားသူမဟုတ်ပဲ Horizon Grand Group ရဲ့အဖွဲ့ဝင်ရှေ့နေ Ramon ဖြစ်နေတာပါဒါဟာသူ့ဖေရဲ့အမှုနောက်ွယ်မှာဒီကုမ္ပဏီကြီးပတ်သက်နေတယ်ဆိုတာကိုပြသနေတဲ့အဓိကသဲလွန်စားပါပဲနောက်တစ်နေ့မနက်မှာတော့အလီတယောက်သူမရဲ့တာဝန်အသစ်ကိုထမ်းဆောင်မှုအတွက်ဟူကိုရဲ့ကြီးမားခမ်းနားလာတဲ့အင်ဂျင်စီကိုစတင်ခြေချလိုက်ပါတော့တယ်သူမမသိတာကဒီအင်ကြီးထဲမှာသူမရဲ့ဘဝကိုပြောင်းလဲစေမဲ့လှုပ်ဝက်ချက်တွေနဲ့အန်ရီတွေစောင့်ကြိုနေတယ်ဆိုတာပါပဲအလီတယောက်ဟူကိုရဲ့အင်ကြီးစီကိုစတင်အခြေချလိုက်တဲ့အချိန်မှာပဲအရာရာကိုစစ်စစ်တက်တဲ့ Miss J နဲ့ထိတ်တိုက်တွေ့ပါတော့တယ်ဂျေကအလီကိုဘာကိစ္စနဲ့ရောက်လာလဲလို့စစ်ဆေးတဲ့အခါမှာတော့ driver ကသူမဟာဟူကိုရဲ့အရေးကြီးတဲ့ဧည့်သည်ပါလို့လှုပ်ဝက်ချက်အတိုင်းဖြေဆိုပြီးအထဲကိုခေါ်သွားခဲ့ပါတယ်အလီတယောက်ဟူကိုနဲ့စတင်တွေ့ဆုံချိန်မှာတော့သူမရဲ့တက်ကြွလာတဲ့တဘာဝအတိုင်းအတန်ကြဲကြဲနဲ့နှုတ်ဆက်လိုက်မိပါတယ်ဒါပေမဲ့စီကန်းကြီးလာတဲ့ဟူကိုကတော့မျက်မှောင်ကျုပ်ပြီးငါအတန်ကြဲတာကိုမကြိုက်ဘူးလို့ချစ်ချင်းပဲအချက်ပေးလိုက်ပါတယ်အဲ့ဒီနောက်ဟူကိုကစာချုပ်တွေကိုထုတ်ပြပြီးမရှင်းတာရှိရင်မေးဖို့ပြောပါတယ်အလီကသူ့ရဲ့တာဝန်တွေကိုဒေချာမင်းမြတ်မှုပြင်ဆင်လိုက်ပေမဲ့ဟူကိုကတော့သူမကိုစကားပြောခွင့်မပေးတော့ပါဘူးငါလန်းလျှောက်ရမယ်အချိန်ရောက်ပြီးစာချုပ်ထဲမှာငါလန်းလျှောက်ရင်မင်းမလိုက်ရမယ်လို့ပါတယ်လေလို့ပြောပြီးချစ်ချင်းပဲထထွက်သွားပါတော့တယ်အလီလည်းဘာမှပြန်မပြောနိုင်မဲ့ဟူကိုရဲ့နောက်ကနေကြက်ကြက်ရိုက်လိုက်သွားရပါတော့တယ်ဟူကိုကသူမကိုသူနာပြုတယောက်ထက်စားရင်သူ့ရဲ့ခြေလမ်းတိုင်းကိုစောင့်ကြည့်နေမဲ့အရေးတစ်ခုလိုသဘောထားနေပုံရပါတယ်လမ်းလျှောက်နေနဲ့အလီတယောက်သူမရဲ့စိုးရိမ်မှုကိုဟူကိုဖွင့်ဟလိုက်ပါတယ်အဖိုးအချိန်ပြည့်အလုပ်လုပ်ရမယ်ဆိုတော့ကျမရဲ့လက်ရှိအလုပ်ကိုပါထွက်လိုက်ရတော့မှလားဟင်လို့အလီကစိုးရင်တကြီးနဲ့မေးလိုက်တဲ့အခါမှာတော့ဟူကိုကဂယုမဆိုင်တယ်လို့ပဲအေးစစ်စစ်ပြန်ဖြေလိုက်ပါတယ်ဒါကတော့မင်းသဘောပဲလေဟူကိုရဲ့အဖြေကအလီအတွက်တော့အဖြေမဟုတ်ပဲဘေလီတစ်ခုဖြစ်နေပါတယ်အလုပ်ထွက်လိုက်ရင်လည်းသူမရဲ့အနာဂတ်အတွက်စိုးရင်ရတယ်လို့မထွက်ဖဲဟူကိုစီမှာအချိန်ပြည့်တာဝန်ယူဖို့ကလည်းမဖြစ်နိုင်ပါဘူးဟူကိုကတော့သူမရဲ့ဝေခွဲမရဖြစ်နေမှုကိုလုံးဝအရေးမဆိုင်ပဲသူ့ရဲ့လမ်းလျှောက်ခြင်းကိုအာရုံစိုက်နေပါတော့တယ်ဟူကိုနဲ့အလီတို့ channel မှာလမ်းလျှောက်ရင်အိမ်ဝင်မကိုရောက်တဲ့အချိန်မှာတော့မထင်မှတ်ထားတဲ့ဧည့်သည်တယောက်နဲ့ထိတ်တိုက်တိုးပါတော့တယ်အဲ့ဒီလူကတော့တခြားသူမဟုတ်ပါဘူး Horizon Grand Group ရဲ့ရှင်းနေ Ramon ပဲဖြစ်ပါတယ်ဟူကိုနဲ့ Ramon တို့ဟာလှုပ်ဖို့ကင်ဘက်တွေပြီးအပြန်အလှန်ရင်းနှီးနှုတ်ဆက်နေကြပါတယ်ဒါပေမဲ့ဒီမြင်ကွင်းကိုသူတို့အားလုံးထပ်ပိုးပြီးစိတ်ဝင်စားစောင့်ကြည့်နေတဲ့သူတယောက်ရှိပါတယ်အဲ့ဒါကတော့ချန်စီကိုအပြင်ကနေချောင်းကြည့်နေတဲ့အလွိုင်းပါပဲ
အလွိုင်းဟာသူ့အဖေရဲ့အမှုတွေကိုခိုးယူသွားတဲ့ရာမွန်တယောက်ဘယ်သူနဲ့လာတွေ့တယ်လဲဆိုတာကိုသိဖို့အတွက်တစိုက်မက်မက်နိုင်အောင်ခံလိုက်လာခဲ့တာပါဟူကိုနဲ့ရာမွန်တို့စကားပြောနေတဲ့ပွင့်ရီတွေကိုအလွိုင်းကတတ်သေးဖြစ်တိတ်တဆိတ်ဓာတ်ပုံရယူနေတာကိုတော့အထက်ကလူတွေဘယ်သူမှရိပ်မိခြင်းမရှိပါဘူးအခုတော့အလွိုင်းအတွက်သူ့အဖေကိုထောင်ချောက်ဆင်ခဲ့တဲ့ဂိုင်းဟာဟူကိုရဲ့အိမ်တော်ကြီးနဲ့ဆက်ဆက်နေပြီဆိုတာအဖြေထွက်သွားပါပြီအမှန်တရားကတဖြည်းဖြည်းနဲ့ပေါ်ထွက်လာနေပါပြီဒါပေမဲ့အဲ့ဒီအမှန်တရားနောက်မှာဘယ်တော့တောင်ကြောက်စရာကောင်းတဲ့အန်ရီတွေရှိနေမလဲအလီနဲ့အလွိုင်းတို့ရဲ့မထေမှတ်ထားတဲ့စုံစည်းမှုကဒီရင်ကြီးထဲမှာဘယ်လိုစတင်လာမလဲဆိုတာနောက်တစ်ပိုင်းမှာတော့တကယ့်ကိုရင်ခုန်စရာမြင်တွေ့ရတော့မှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အပိုင်းတွေကိုလက်မလွတ်ရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပေးပါဦးအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ